ပြောတယ်လို့လေပြောတော့လေပြောလာတော့လေကိုတွေရတဲ့ reaction ပြန်လုပ်ရမှာပေါ့လေနော်ဒီပြောချင်တာဒီညီလေးကိုဒါမျိုးတွေ view နေဖုန်းနေတဲ့ဒါမျိုးတွေပြောမယ်ဆိုရင်ကတော့နည်းနည်းတော့နည်းနည်းတီတန်းတန်းကောင်းကောင်းလေးတော့ပြောစီရှင်တယ်ဒီထက်မှတော့ဆေးပေးရွေးတတ်တာရေးဆေးပေးများတော့လားညလုံးကတော့ကောင်းကောင်းမမြင်ရဘူးနော်မဖွင့်ထားဘူးတွေ့ရတယ်ဆက်ချအရင်ချိတဲ့ရအောင်မင်းတို့ခင်ဗျာတွေကငါတို့အခုခေတ်ငယ်တွေကိုโอเคအရင်က2000ခုနှစ်မတိုင်ခင်မင်းတို့တက်ချင်လို့တက်ဖြောက်ချင်လို့ဖြောက်ခဲ့တဲ့တန်းပလောင်လူငယ်တွေဟုတ်တော့ဘူးဒီလားငါတို့အခုခေတ်2000ခုနှစ်နောက်ပိုင်းတန်းလူငယ်တွေကဒီလားပညာတက်ပြီ10တန်းအောင်ပြီโอเคဘွဲရနေပြီကျွန်တော်ဆိုဥမနာတက်လို့ကြောင်းစင်းပြောင်းနော်โอเคမင်းတို့ငါတို့အားတော့နော်ငါတို့တိတိလောက်လည်းတိပြီโอเคတက်တိလောက်လည်းတက်တယ်โอเคအဲ့တော့မင်းတို့ငါတို့နေချင်တိုင်းနေလို့မရတော့နော်ရှင်းရှင်းပြောချင်တာမင်းတို့ခင်ဗျာတွေကငါတို့ထင်ရပြီကိုတလုတ်စာကျွေးပြီးတော့ကွာငါလည်းချီမဟုတ်မဲ့လက်နဲ့အလက်30နဲ့ငွေ300ဘာလဲမင်းတို့ကတလုတ်စာကျွေးလို့တသက်စာကျေးဇူးဆက်ခိုင်းမယ်ဆိုရင်ဟုတ်ပြီလေကွာမင်းတို့ဒီခေတ်ကြီးတဲ့ကိုမင်းတို့ကအဲ့အတွေ့6ငါတို့127ကြောင်းမင်းတို့နံပါတ်ကအိမ်နိုင်ငံငါတို့ဒီမတွေ့တယ်ဒါပေမဲ့127ရဲ့ပဲ့ကိုင်ရှင်တော့ဘူးလေငါတို့ထင်ရတယ် MNDA အေးနော်ငါတို့သုံးဖက်မဆခဲ့ဘူးဆိုရင်မင်းတို့လည်းနံပါတ်ကတိတ်နာကြအကြောင်းမရှိဘူးဟုတ်လားမင်းတို့အခွန်ကောက်ချင်လို့ကောက်တယ်မင်းငါတို့စီရရှိတဲ့ Okay ဒီမှာအစားသူပြောထားရတဲ့စာပြောမင်းတို့ပြောတယ်နော်ဟုတ်လား2000ခုဟုတ်လားဟုတ်ဒါပေမဲ့မင်းတို့တတ်ချင်လို့ဘာ2000ခုနှစ်ဟိုပဲတတ်ချင်လို့တတ်ဖြတ်ချင်လို့ဖြတ်တယ်ဟုတ်လားမင်းတို့အဲ့ဒါတေချာမှလို့ရှိရင်ကမင်းတို့ဘာလို့ကြည်ရနေရှိမှလာစရာအကြောင်းရှိလဲဟုတ်လားမင်းမကောင်းဘူးဆိုရင်မင်းတို့ပေါ်မကောင်းဆိုရင်မင်းတို့လာစရာအကြောင်းမရှိဘူးလေဟုတ်လားအဲ့ဒါကြောင့်တော့ဗျာမတာလည်းမပြောနဲ့နော်ပြီးတော့ဒီမှာမင်းတို့ပညာတတ်ဆိုရင်မင်းတို့ကြည့်တဲ့မင်းတို့ပြောတဲ့ပညာကဘာပညာလဲမင်းတို့တတ်တဲ့ပညာတင်ထားပေးတဲ့ပညာတော့ပဲမင်းတို့တတ်တာတကယ်တော့မင်းတို့ပညာတတ်တယ်ဆိုရင်ဒီလိုအတွေးခေါ်နိုင်ဒီလိုအတွေးခေါ်မျိုးနဲ့မင်းတို့ရှိမှာမဟုတ်ဘူးနော်မင်းတို့ပညာတတ်ဆိုရင်ငါပြောပြမယ်ကိုကဲမခောက်ကြည့်လိုက်ဘလောင်ပြည်နယ်ကိုခောက်ကြည့်လိုက်မင်းတို့တမိုင်းကိုခောက်ကြည့်လိုက်ဘယ်ခုနှစ်ဘယ်တမဒဘယ်ဖွဲ့စည်းပုံဥပဒေမှာရေးဆွဲအတည်ပြုထားပေးခဲ့တယ်လဲဘယ်နေနမိတ်နော်စတူရမိုင်ပေါင်းဘလောက်လဲအတိအကျပြောပြလိုက်နော်မြေပုံနဲ့တကွပြီးတော့ထောက်ပြလိုက်ပါနော်မင်းတို့ဘလောင်ပြည်နယ်လို့မပြောနဲ့နော်ထိရှုံနေပြီဆိုတာနည်းနည်းကြားကောင်းတယ်ဒါတော့မှ KAA ဒီ2017 KAA ထက်ပြန်ဝင်လာတဲ့နောက်ပိုင်းမှာ KAA တွေနဲ့ဘယ်လိုပြောမလဲဖွဲ့စည်းပုံအုပ်ချုပ်ရေးရန်တရားတိုင်ရင်တပ်ဖွဲ့အားလုံးတီထောင်ပေးပြီးမှနော်နောက်ဆုံးမင်းတို့ပြောတဲ့ဟာမင်းတို့ခဏပြောတဲ့ဟာတနတ်30လေးနဲ့ဟုတ်လားတနတ်30တဲ့ငွေ300တဲ့300ဆိုမင်းတို့တိုင်ရင်တပ်ဖွဲ့အဲ့လောက်များတယ်အဲ့ဒါမင်းတို့တပတ်စာတော့မှမရှိဘူးထင်တယ်နော်မင်းတို့တေချာစဉ်းစားကြည့်နော် KAA ထဲမှာချင်းစရာအကုန်လုံးရှိတယ်မင်းတို့အဲ့လိုမျိုးဗျမ်းပတာတွေမပြောနဲ့မင်းတို့ဖေမီတွေကိုယ်တိုင်မှမင်းတို့ရဲ့တမိုင်းကိုမပြောပြတယ်မင်းတို့မသိတာမင်းကွန်ပျူတာတော့ပဲမင်းသိတာသိမှာနော်ကွန်ပျူတာလာသိလို့ရှိရင်ဒီထက်မှမင်းတို့ရှာကြည့်တယ်နော်ဘလောင်ပြည်နေဆိုတဲ့တမိုင်းကိုမင်းတို့တမိုင်းမင်းတို့ပြည်နေကိုအရင်ရှာကြည့်တယ်ပြီးကြမှာပြောညီတယ်ဟုတ်လားဒီမှာမင်းတို့ခဏပြောတော့ KIA ကနေဒီမင်းတို့ထိရှုံနေပြီဆိုတာတော့မှ2017 KIA ကနေဖွဲ့စည်းပုံနဲ့အကုန်လုံးလုတ်ပေးနော်တိုင်းတပ်ဖွဲ့ပြီးတဲ့နောက်ပိုင်းကျမှပဲKIA ထမင်းမစားတော့မင်းတို့ KIA စကားနားမထောင်ရှင်တို့ KIA စကားနားမထောင်ရှင်တာကဘယ်လိုပြောလဲ KIA ဆိုတော့သူကဒီဘက်က substate ကလည်းဖြစ်တယ်ဒီဘက်ကလည်းဆရာသမားတွေဖြစ်တယ်ကိုရဲ့ဒီထောင်ပေးတဲ့လူတွေဖြစ်တယ်အဲ့တဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်အထိုက်လျောက်ကတော့ဩစာဆိုတာညောင်းတယ်ဒါတိုင်နိုင်ငံတကာမှာရောဘယ်နေရာမှာဆိုအဲ့တိုင်းပဲနော်ဩစာတော့အနေငယ်တော့ညောင်းမှာပဲဒါကိုမင်းတို့လက်မခံဘူးမင်းတို့ရှားနေတဲ့တောက်တိုက်တဲ့ပြဿနာခဏတော့ဖြစ်တယ်အဲ့ရှင်တော့ KIA နဲ့လာတော့ဆဲလိုက်ပြီမင်းတို့ဖောက်ရဲ့ဖောက်ကြည့်ဆိုပြီးတော့တခြားတော့လာငေါက်သွားလိုက်ပြီဆိုရင်တိတ်သွားပြီပေါ့ဒါတွေကိုမင်းတို့ကလှုပ်ရှင်လို့လှုပ်လို့မရဘူးလှုပ်ရှင်လို့လှုပ်လို့မရတဲ့ရှင်ကျတော့ဒီ KIA ထက်ထွက်တယ်ကွာသမီးမစားဘူးကွာဆိုပြီးမှဟုတ်လားငကိုတဲ့အဲ့ရှင်မမင်းတို့ကခိုင်သွားပြီခိုင်သွားတဲ့ရှင်ကျမှမင်းတို့အကောက်ခွနေနဲ့ KIA နဲ့လွတ်တဲ့နေရာတော့အကောက်ခွစကောက်ရင်းနဲ့အဲ့ဒါနဲ့လဲပတ်ပြီးတော့ဟိုဘက်ကမင်းတို့ပဲပြောင်းသွားတာပဲရှင်းပြောရရင်မင်းတို့ကဒီဘက်ကို KIA ကိုဘယ်လိုပြောမလဲစောက်ကြီးမဆိုင်တော့ KIA ကိုဘယ်လိုပြောမလဲကွာမိ KIA တက်ထမနေလို့ရှိရင်ကစကားနားမထောင်ရှိဖို့ကွာမင်းတို့ကြိုက်တယ်လို့မယ်ဆိုပြီးမှအဲ့ထက်ကမင်းတို့ပဲထွက်သွားလိုက်တာပဲရှိတယ်နော်မင်းတို့ခဏပြောတယ်300ဆိုတာကမင်းတို့ပလောင်တမတော်ကြီးရဲ့တပတ်စာလစာတော့မရှိဘူးထင်တယ်ငါတို့ကြည့်ရတာတော့နော်စဉ်းစားအကုန်လုံးရှိတယ်နော်ခဏ
မင်းတို့ပြောတဲ့ဒီမှာ30ခုမင်းတို့ပြောထားတဲ့30ခုကမြစ်ပဲ့ကိုင်ရှင်ဖြစ်တယ်တဲ့ဟုတ်လားမင်းတို့ဖွဲ့3ဖွဲ့လို့ငါတို့လည်းနံပါတ်ခေါတိုက်နေတာတဲ့အဲ့ဆိုတော့ငါတို့ကမင်းတို့ဟိုဟာအဲ့လိုဂျေစုဘယ်လိုဂျေစုဟိုဘယ်လိုပြောဂျေစုတင်ရမယ်လို့ဖြစ်နေပေါ့နော်မင်းတို့ဖွဲ့3ဖွဲ့တယ်ဖြစ်ဒီဟုတ်လို့လားလို့မေးရှင်တယ်နော်အဲ့မှာຫນွေဥဒေါ်လာကြီးငါစုတွေကိုဘယ်လိုလုပ်မလဲနော်အများရှိတယ်မှာအလုံးအသုံးယုံတဲ့အယိုးတွေနဲ့အလောင်းတွေထပ်သွားတာနော်အားလုံးတိတယ်မင်းတို့အဲ့လိုမျိုးစကားမျိုးပြောနေအတိကဒီဟာမင်းတို့အဲ့ဒါ1027မပြောနဲ့နော်အဲ့ဒါကိုမင်းတို့အပဲ့ကန်ရှင်ဖြစ်တယ်ဟုတ်လားမင်းတို့လုပ်လို့ရတယ်ဆိုတော့ဆောက်ကြည့်တော့မပြောနဲ့အဲ့တော့ငါမကြိုက်ဘူးကျတော့အတိကဗမာလူမျိုးတွေပါဝင်လာတော့ဖြစ်တယ်ဒီ21ခင်းချင်းဆိုတာနော်ပြည်သူထုတိုင်းပြည်လုံးရဲ့ပြည်ထုဒေါ်လာကြီးဖြစ်တယ်ဒါကြောင့်မို့မင်းတို့ငါတို့အကုန်လုံးကဒီအောင်ပွဲရတတ်တွေရတာဖြစ်တယ်နော်မင်းတို့ကိုမျိုးတော်လာပြီးတော့မထင်နဲ့အရင်တော့ကတမိုင်းမှာစခန်းနေမှာဘလို့ဖြစ်ခဲ့တယ်ဆိုရင်မင်းတို့တိမှာပဲစခန်းတေးတော့မင်းတို့အနာကတော့မရဘူးမင်းတို့စစ်ကြောင်းမြင်လိုက်တာတဲ့တင်းပေးလိုက်ပြီဟုတ်လားမင်းတို့ခွေးပြေးဝပြေးရတာပဲနော်အဲ့လိုရှိတယ်အဲ့တော့မင်းတို့ပဲ့ကြိုက်ရှိဆိုပြီးတော့မင်းတို့ပန်းတဲ့တိုင်တက်ပြမနေနဲ့တရားဘောအတိကဗမာလူထုနဲ့တိုင်းပြည်လုံးရဲ့လူထုတော်လာကြီးအကြောင်းဖြစ်တယ်ဆိုတာဒေါ်လာကြီးကြောက်ဒီလိုရတတ်ကောင်းနေရလာတယ်ဖြစ်တယ်ဆိုတော့ကိုမင်းပြောတယ်မင်းတို့အုံနောက်ထဲမှာထည့်ထားလိုက်နော်ညီလေးမင်းကအသက်ငယ်သေးတယ်မင်းကမင်းတို့တမိုင်းတော်မင်းတို့မသိသေးဘူးမင်းပြောတာမင်းကွန်ပျူတာကြည့်ဆိုမင်းကွန်ပျူတာထဲမှာကောင်းလေ့လာကြည့်တဲ့ရှာကြည့်တဲ့နော်နောက်ခုရှိပါသေးတယ်ပါတဲ့ကဲနောက်ဆုံးပြောချင်တာကနော်မင်းတို့တွေသူများတွေရဲ့တမိုင်းကိုမင်းတို့တန်ဖိုးထားမှမင်းတို့ကိုလည်းသူများတန်ဖိုးထားမှငါတို့ကချင်တွေကဒီ substrate ကိုရဖို့ဆိုပြီးတော့တိုက်ပွဲဝင်ခဲ့တာမဟုတ်ဘူးဒီမျိုးလင်းချက်နဲ့လုပ်ခဲ့တာမဟုတ်ဘူးကချင်တဲ့စိတ်တက်ကချင်တဲ့ရှမ်းပြည်ရရှိတဲ့ကချင်တွေကနော်ကိုမြေကိုရေကိုဒေတာကိုချစ်တယ်တန်ဖိုးထားတယ်ဒါကြောင့်ကာကွယ်လိုတဲ့စိတ်နဲ့အသက်တွေပေးခဲ့တယ်အသက်ချွေးတွေအများကြီးပေးခဲ့တယ်ဒါတွေဟာရှမ်းနေနဲ့ညီထားပြီးမှငါတို့ဒီလိုတိုက်မယ်နော်ဂျပန်တွေကိုတိုက်မယ်တိုက်လို့ရှိတိုက်မယ်ပြီးလို့ရှိရင်ငါတို့ဒီပြည်နယ်ပေးရမယ်နော်ဆိုပြီးမှတော့ညီပြီးတော့တိုက်တာမဟုတ်ဘူးနော်ကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့အတိစိတ်တရားနဲ့ကြိုးစားတာကိုအဲ့ဒါရဲ့အတိအပွင့်တွေအဖြစ်ရှမ်းတွေကရှင်းမြောက်ထားတာပေါ့ကွာလက်ဆောင်ပေးတာပေါ့ကွာတီးမပြုတ်တာပေါ့ကွာချင်းချင်းလေးပဲနော်အဲ့ဆိုမင်းတို့ကငါတို့ဒီ substrate ကိုမင်းတို့ကစောက်ကယူမဆိုင်ဘူးဆိုရင်ငါတို့ရဲ့ပေးဆပ်မှုတွေကိုလည်းမင်းတို့စောက်ကယူမဆိုင်ဘူးဆိုရင်မင်းတို့ရဲ့ဒီအခုမင်းတို့ပြောတဲ့တကယ်မဟာ1027ကြီးကိုလည်းဘယ်သူကလည်းစောက်ကယူဆိုင်မှာမဟုတ်ပြည်သူလူထုတွေတိုင်းပြည်လုံးကမြန်မာပြည်မှာရှိတဲ့တိုင်းသားတွေအားလုံးကလည်းမင်းတို့ကသူများပေါ်မှာ respect မရှိဘူးဆိုမင်းတို့ပေါ်မှာ respect ရှိမှာမဟုတ်ဘူးအဲ့ဒါပြောချင်တာကိုအတိအမှပြုစေရှင်ကိုကလည်းသူများကိုအတိအမှပြုရမယ်ဆိုတာမင်းတို့ရဲ့ခေါင်းမှာတီရှာတွေမှတ်ထားလိုက်ပါနော်အဲ့ဒါပြောရင်ရှည်တယ်မဆန့်ဘူး